power station ထက်ကိုတောင့်တင်းပြီးတော့မှသုံးရတာအဆင်ပြေမယ်ဒီ battery နဲ့ inverter power station သဘောမျိုးကိုအသေးစားလေးသက်ဆင်ပေးထားပါတယ်စိတ်ဝင်စားရင်ဆက်ကြည့်ပါဦးနော်ဒီအတွဲလေးကိုကျွန်တော်တို့1200 watt inverter နဲ့ဒီ100 AH 12 volt battery တစ်လုံးကိုအသုံးပြုပြီးတော့သက်ဆင်ပေးထားပါတယ်ဒီနေရာမှာကျွန်တော်တို့အဓိက safety device ကိုဦးစားပေးပြီးတော့အကောင်းဆုံးဒီ safety device မဖြစ်မနေသုံးရမယ့်အားလေးတွေစနစ်ကျသုံးထားပေးပါတယ်အတွင်း cable insulation ကိုလည်း4 mm size နဲ့သုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ power station ထက်ကိုအများကြီးတာပါတယ်ခံနိုင်မှုလည်းအများကြီးကောင်းပါတယ်ပြီးချစ်တဲ့စုံတစ်ခုဖြစ်လာတဲ့အချိန်ကျရင်ကျွန်တော်တို့ error လိုက်ရတာတော့လည်းကောင်းပြန်ပြင်ဖို့ maintenance လုပ်ဖို့လည်းအလွယ်တကူပို့ပြီးကောင်းပါတယ်လောတော့မိတ်ဆွေများဆက်သွယ်မှယူနိုင်ပါတယ်ခင်ဗျာကျေးဇူးပါဒီမှာတုံးထားပေးတဲ့ 1.2 tyro inverter က2နှစ်အမှန်ခံပေးထားပြီးတော့ battery က9နှစ်အမှန်ခံပေးထားပါတယ်ခင်ဗျာ source battery အမျိုးအစားကိုတုံးထားပေးပြီးတော့ 3+4 အမှန်ခံနဲ့9နှစ်ပေးထားပါတယ်ခင်ဗျာလိုအပ်သောမိတ်ဆွေများယုံကြည်စွာအားပေးနိုင်ပါတယ်အသေးစိတ်သိရှိလိုသောမိတ်ဆွေများဖုန်းနဲ့ဖြစ်စေဒီချက်ပေါက်မှာဖြစ်စေအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဗျာ